ပန်ကိုအလုံးနဲ့ပဲသွားကျင်တာလား language school နဲ့ပဲကျောင်းသားတက်ချင်တာလား ဒါမှမဟုတ်ဂျပန်စကားကိုနေ့စဉ်ဘဝမှာအခက်အခဲမရှိဘဲနဲ့စနစ်တကျနဲ့ပြောတတ်ချင်တာလား ဆိုတော့ဂျပန်နဲ့ပတ်သက်တဲ့စိတ်ကူးတွေအားလုံးကိုအိမ်မက်ကနေလက်တွေ့ဖြစ်လာဖို့ကျမတို့ရဲ့ Zia app ကနေကူညီပေးပြစီရှင် ဒါဆို JRF ဆိုတာဟာလေ ဂျပန် Ready Function Training School လို့ခေါ်တဲ့ကျမတို့ရဲ့ဂျပန်သင်တန်းကျောင်းက2018ထဲကနေစဖွင့်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်9နှစ်ကျော်ခဲ့ပါပြီ တင်နန်းပို့ချခဲ့တဲ့နှစ်တရာစပြီးတော့ကျောင်းသားပေါင်း1000ကျော်ကိုပညာဌာနအနေနဲ့အခမဲ့တင်နန်းပို့ချပေးပြီးတော့အောင်မြင်ခဲ့ရပြီဖြစ်ပါတယ်ရှင်そうなんですか。ちょっと写真を見てみます。အဲ့နောက်မှာတော့ကျမတို့ရဲ့ Makeup Career Network Agency နဲ့ပေါင်းပြီးတော့သင်တန်းသားပေါင်းများစွာကိုလေ့ကျင့်ပြထောင်ပေးခဲ့ပါတယ်あ、いいですね。あとね。JRF မှာ N5 အခြေခံကနေစပြီးတော့ N4 N3 အထိတက်ရောက်နိုင်တဲ့သင်တန်းတွေအပြင်စကားပြောတလားသင်တန်း JLPT Net Test စာမေးပွဲအနည်းငယ်သင်တန်းစတာတွေကိုပါဖွင့်လှစ်ပေးထားပါတယ်ရှင်agency ကနေပြီးတော့ interview အောင်ရတဲ့သူတွေကိုလည်းတင်နန်းကျောင်းမှာပြန်ပြီးတော့ train ပေးပါတယ်ဒီလိုဆိုရင်တော့ဂျပန်သင်တန်းတော့တက်ပြီးအလုပ်အတွက်စိတ်ချရတဲ့ agency ထက်ရှာရတဲ့အခက်အခဲတွေကို JRF နဲ့ဖြေရှင်းနိုင်ပြီပေါ့နော်ဆရာမတွေကိုယ်တိုင်ကလည်းဂျပန်မှာကျောင်းတက်ပြီးတော့အလုပ်လုပ်ခဲ့တဲ့ဝါရင်ဆရာမတွေဖြစ်လို့စာရေးပဲမဟုတ်ဘဲနဲ့ activity တွေရောဂျပန်ရည်ကြီးမှုတွေကိုပါသင်ကြားခွင့်ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဂျပန်သားနဲ့ပတ်သက်ရင် JRF ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်